ဇလန်းလေးက2015ရဲ့နွေရာသီကျောင်းဖွင့်ရက်မှာစတင်ခဲ့တာပါအတန်းထဲမှာနာမည်ကြီးနေတာကတော့စာလဲတော်ရုပ်လဲချောတဲ့ထန်းရှိပါပဲဒါပေမဲ့အားလုံးကိုအံ့ဩသွားစေတာကတော့စုံကြည်ဆိုတဲ့နာမည်နဲ့မိန်းကလေးအတစ်တယောက်ရောက်လာတာပါသူတို့နာမည်နှစ်ခုပေါင်းလိုက်ရင်တရုတ်စာပေမှာထန်းကြပြနဲ့စုံလင်္ကာဆိုပြီးအတွဲလိုက်ရှိနေတော့သူတို့ကိုအတွဲနာမည်လေးတွေပိုင်ဆိုင်ထားသူတွေလို့ចောင်းသားတွေကစနောက်ကြပါတော့တယ်ဒါပေမဲ့တကယ်တမ်းမှာတော့သူတို့နှစ်ယောက်ကြားမှာထူးခြားတဲ့ပတ်သက်မှုတစ်ခုရှိနေပါတယ်။အဖိုးဖြစ်သူတွေကငယ်ကလေးကလူကြီးချင်းဆစ်ဆက်ပေးထားခဲ့တာပါ။ထန်းရှိကတော့ဒီလိုရှေးရိုးဆွဲဆစ်ဆက်မှုကိုသဘောမတူဘဲညှင်းဆန်နေခဲ့သူပါ။ဒါပေမဲ့ကံကြမ္မာကသူတို့နှစ်ယောက်ကိုအတန်းတန်းထဲမှာပြန်ဆောင်ပေးလိုက်တဲ့အခါမှာတော့ကျောင်းဝတ်ဆောင်ဝေးတဲ့အခါမှာစုံချီကအင်ဂျီဆိုင်မှာသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအေးဆက်ဆက်နိုင်လာတဲ့ထန်းရှိတယောက်ကျောင်းတစ်ကျောင်းလုံးလိုက်ပတ်ပြီးစုံချီအတွက်စိုက်အမှန်ကိုရှာပေးခဲ့ပါတယ်။ပါဇက်ကတော့ဂယုမဆိုင်တယ်လို့ပြောနေပေမဲ့လက်တွေ့မှာတော့သူမအပေါ်စိတ်ဝင်စားနေတာတိတာနေခဲ့ပါပြီ။အားကစားချိန်လက်မောင်းလေးပြန်ပွဲမှာစုံချီတယောက်တခြားကောင်လေးနဲ့စကားပြောနေတာကိုနှမ်းကြည့်ရင်ထန်းရှိတယောက်မနာလိုဖြစ်သွားခဲ့ပါတယ်။စိတ်ဝင်သွားတဲ့ခဏမှနဲ့သူဟာပြန်ပွဲမှာရှုံးနေသွားပြီးလက်မောင်းမှာချစ်ရရရှိခဲ့တာပါစုံချီကစိတ်ပူပြီးပလာစတာလေးထုတ်ပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းအမေဖြစ်သူကသမီးကိုစာကလွှဲရင်တခြားစိတ်မလေးဖို့တင်းတင်းကြပ်ကြပ်တားမြစ်ထားတာကြောင့်သူတို့နှစ်ယောက်ကြားမှာဒါဟာအဟံတားတစ်ခုဖြစ်လာမလားဆိုတာကတော့